ထိုင်းမှာပေါ့နော် business သမားတွေအတွက်တည်တည်တိုက်တာလေးတွေကျွန်တော်တို့အမြဲတမ်း update လုပ်ပေးဖို့ရှိပါတယ်အရင်ဆုံးကျွန်တော်ပြောချင်တဲ့သတင်းကတော့ကျွန်တော်တို့ match လ19ရက်နေ့ကနေစပြီးတော့ထိုင်းမှာဝန်ကြီးချုပ်အသစ်တည်းဝင်ရောက်လာပါပြီအားလုံးသိတဲ့အတိုင်းပဲဝန်ကြီးချုပ်အလူတင်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့သူကတော့ခုနပြောသလိုပဲဒီအားလုံးနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီပြည်သူတွေအကျိုးပြုအောင်ဆောင်ရွက်ပေးပါမယ်လို့တော့သူပြောပါတယ်ဝန်ကြီးချုပ်ပြောင်းသွားတော့ policy ပြောင်းလဲတွေလည်းရှိနိုင်တဲ့အတွက်ကျွန်တော်တို့ဒီစီးပွားရေးလုပ်တဲ့လုပ်နည်းလုပ်ဟန်နဲ့စစ်ဆေးမှုတွေမှာပို့ပြီးတော့သတိထားပြီးတော့စောင့်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်နောက်တစ်ခုပြောချင်တာကတော့လေကျွန်တော်တို့ထိုင်းရဲ့အပူချိန်ပေါ့နော်အပူချိန်ကတော့အခုလောလောဆယ်မှာ36ကနေ39တိရှိတယ်ကျွန်တော်တို့ဒီအချန်တွင်းကာလပေါ့မေအဲ့ချိန်မှာတော့50နှစ်ထိတက်သွားဖို့နိုင်တယ်ပေါ့နော်အဲ့တော့ထိုင်းမှာရှိတယ်ကျွန်တော်တို့ဒီမှာမိတ်ဆွေတွေကျမ်းမာရေးကိစ္စဆိုင်ပါနော်ဒီအပူရဲသွားတာပဲဖြစ်ဖြစ်ကိစ္စဆိုင်ပါဒါတစ်ခုပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်အဲ့တော့အများအားဖြင့်တော့ညပိုင်းမှာပိုရောင်းကောင်းနိုင်တယ်စားတော့ဆိုင်တွေဆိုရင်နေကင်းဘက်မှာလူကျဲပါနိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီလာမဲ့တွေရသည့်အတွက်ကောနောက်ပြီးတော့ကျွန်တော်တို့ဒီမိုးရင်းဝယ်မှာအတွက် delivery နဲ့ပို့တဲ့ service တွေကိုပို့ပြီးတော့အာရုံစိုက်ပြီးတော့အောင်လုပ်ဖို့လိုလိမ့်မယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျနောက်တစ်ခုကကြတော့လေဒီထိုင်းကနေပြီးတော့အရှေ့လေပိုင်းကိုပြန်တမ်းမယ်လေခင်းစဉ်ထောင်လောက်ပေါ့နော်အခု Iran စပွဲစပြီးတော့အဲ့ဒါတွေရပ်သွားပါတယ်အဲ့တော့လေနဲ့ခီးသွားမယ်ဆိုရင်လည်းကျွန်တော်တို့ဒီရင်စေးတွေပေါ့နော်အများကြီးပြတ်သွားတာရှိတယ်အဲ့တော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဆိုရင်ဘာတွေကိုစဉ်းစားနေလဲဆိုလို့ရှိရင်လာမဲ့ဧည့်သည်တွေနေသွားတာပေါ့နော်အဲ့တော့ဒါပဲ channel တွေဘယ်လိုတွေကိုပို့ပြီးတော့ရအောင်မလဲအဲ့ဒါလေးတစ်ခုရှိပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Song Brand နဲ့ကျွန်တော်တို့ခီးသွားဒီ tourist အဝင်ကိုပုံတီးပြီးတော့လုပ်တဲ့ mix တွေရှိပါတယ်အဲ့တော့ခုနပြောသကားငါးလုပ်ငန်းတွေတိုးလုပ်ငန်းတွေသူတို့ဆိုရင်ခြားပါတွေနဲ့ကာဗာဖြစ်လို့ရမလဲအဲ့တော့မလိုအပ်တဲ့ကုန်ကြမ်းတွေ short ပြီးတော့ပို့ပြီးတော့ဧည့်သည်ကိုစူးစမ်းပြီးရှာဖို့လိုပါလိမ့်မယ်ခင်ဗျာအဲ့ဒါလေးလည်းကြံပေးချင်ပါတယ်